ဖြည်းဖြည်းနဲ့မှန်တယ်တော့ကျွန်တော်ခဏလမ်းမြင်နေရတယ်မြေကိုနေပါတော့ကျွန်တော်ဒီနေ့အလုပ်ကိုတော့မှဖြစ်ပြီဒီနေ့တော့မကြောက်ဘူးတော့မကြောက်တော့ဖြည်းဖြည်းနဲ့မှန်တယ်တော့ဟုတ်ကဲ့ခဏလေးတဲ့ရင်းချိန်တော့ရှင်းမှာတော့ဘယ်လိုလာတော့ကြည့်အောင်ဒါအရင်လူရှုပ်ဘူးเนาะသူရှင်းနေပြောကျွန်တော်ရဲ့ဝန်တော်လေးဖြစ်ပါတယ်6ရက်လေးနောက်လမ်းသွားရင်တော့သူကတိုင်းသူကတော့ရှင်းတယ်ဗျာနိုင်ဖြစ်မောင်းလို့ကောင်းကြည့်မောင်းလို့ရတယ်စိတ်နဲ့မောင်းလို့ရတယ်ဘယ်တော့မှကြတော့24တဲ့လောက်ပဲသလိုးနဲ့ပဲသွားလို့ရတယ်သူကနည်းနည်းချက်တယ်ပေါ့နော်လောက်သွားလို့ပြန်တယ်ဒီမှာပုံများတယ်လားလေရှင်းတယ်ပြီးတော့သေးရှင်းနေရတော့ဘုဆိုးပါနော်ကြည့်နေကြကျွန်တော်လာတယ်ဆိုတော့နိုင်သေးတယ်ဆိုတော့ဆိုင်ငယ်တွေကတော့ကြည့်သူလာမှဒီမှာနေရာကကြားပါမိုးကပဲအောင်မိုးကရောက်ကြဆိုင်ရတွေကိုပြည့်ပဲဒီထဲမှာအဆောင်ထဲမှာဒါတော့မှမိုးကမကောင်းတော့မိုးကပြည့်